ခေါ်ပါပဲနဲ့ကိုမျိုးလူသူလေရောက်လာမနှင်ပါပဲနဲ့ဟိုဝေးလို့သူပြန်သွားလာအချမ်းရခဲ့ဖို့အမတ်တရားတို့ဒီရင်ထဲမှာအချိန်ရှိတိုင်းမို့တတိယကမျောနေမိတာမင်းမျိုးကိုခေါ်လာရမလား